ချင်းလာပါဒီမှာကျွန်မကစွန်တန်ထောင်းနေပါတယ်စွန်တန်ထောင်းနေပါတယ်ရှင်စွန်တန်လည်းစားရှင်လို့ဒါကတင်မော်ဒီကချစ်ထားပြီအဲ့ဒါဆိုတော့ကျွန်မကတကြားလေးထည့်တယ်ဒီမှာတကြားလေးနဲ့ထည့်ပြီးရင်ထညက်ထည့်မယ်ထညက်ကျွန်မရဲ့စွန်တန်လည်းရတယ်ဆူရက်ကလူတွေစားရတာချမောလေးနဲ့ထည့်မယ်မင်းများတော့မဟုတ်ဘူးနော်နည်းနည်းဒါလေးချမောပါရင်မရဘူးလောကကြီးအင်းငယ်ရအရေးထည့်မယ်ပြီးသားထည့်မယ်မဟုတ်ခရမ်းရှင်တီလေးထည့်မယ်ခရမ်းရှင်တီက3လုံးလောက်ပေါ့နော်ကျွန်မဒီနေ့ကစွန်တန်ကမုတ်တီတမ်ဆိုရလို့ခေါ်တယ်အဲ့လိုထောင်းပါမုတ်တီတမ်ဆို3လုံးထားပြီးရင်ပဲတော့ထည့်မယ်ဒီမှာပဲတော့ထောင်းပါလိမ့်ရှင်ထောင်းပြီဆိုတော့ဒါကကျွန်မသုံးနေတဲ့ဒီပလာလို့ခေါ်တဲ့ဒီထိုင်းငပိကြီးပေါ့နော်အဲဒါဆိုတော့ကျွန်မကဒီထိုင်းငပိကြီးကြိုက်တယ်5စုံလောက်ထည့်မယ်5စုံပေါ့နော်6စုံပေါ့ကောင်းတယ်ဒါလည်းကဆိုတော့ထောင်းနေတယ်ရေးစီရတောင်းတံပြာကြီးထည့်မယ်တံပြာကြီးညစ်မယ်ဒီကြည့်လိုက်အောင်နော်မုတ်တီထည့်မယ်ဒီကြားနေပြီလားမုတ်တီထည့်မယ်ကျွန်မဒီနေ့မုတ်တီတန်ဆိုးပေါ့ထိုင်းလို့ခေါ်ရင်တန်ဆိုးထိုင်းလို့ခေါ်ရင်တန်ဆိုးလို့ခေါ်တယ်ကျွန်မကြိုက်တယ်ဒီကအလုံးမရှိဘူးစလုံးနဲ့ထည့်မယ်စားကြမယ်ထောင်းလို့ပြီးပါပြီစားဖို့ပဲကြံတော့တယ်ကျွန်မဒီနေ့ကဖဲပြားနဲ့
ခေါင်းလေးမှာစားရပါအောင်ကိုထောင်းကိုကောင်းအရင်အဆင်ပြေတယ်စားလို့ပြီးတော့မယ်အခုကြည့်ရှုသူတွေအားလုံးကြည့်တင်ပါတယ်ကျမရဲ့ blog လေးကိုအားပေးကြပါလို့